ချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်ကိုထပ်မံပြသခဲ့တဲ့ဂျာမန်ဘလူးကြီးမင်းညာကရှင်မြန်ကဲကြတဲ့ဘိုင်ယန်မြူနစ်အသင်းနဲ့အော့ကလန်စီးတီးအသင်းတို့ရဲ့ကလပ်ဝေါ်ကပ်ပြိုင်ပွဲမှာဘိုင်ယန်မြူနစ်အသင်းက10ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ခြေစွမ်းအပြတ်သက်ဂိုးအပြတ်သက်နဲ့အနိုင်ယူသွားခဲ့ပါတယ်။နယူးဇီလန်ခြေဆိုင်အသင်းဖြစ်တဲ့အော့ကလန်စီးတီးအသင်းဟာဂျာမန်ဘလူးတို့နဲ့တွေ့ဆုံခဲ့တဲ့ဒီပွဲမှာပွဲကိုပိတ်ဆို့ကစားထားခြင်းလုံးဝမရှိဘဲ4-1-2-3ကစားကွက်နဲ့တိုက်စစ်ဆင်မှုစ조사ခဲ့ပေမဲ့တဝဲလုံးဂိုးပေါက်ကန်သွင်းခွင့်တစ်ချိန်သာရရှိခဲ့ပြီးတော့ဂျာမန်ဘလူးကိုအဖက်ဖက်ကနေမရှင်နိုင်ခဲ့ပဲပရာပိုင်းပွဲကစားချိန်6မိနစ်မှာတင်ဦးဆောင်ကိုပေးလိုက်ရပါတယ်။ဘိုင်ယန်မြူနစ်အသင်းဟာယမန်နေ့ညပွဲစဉ်မှာညတာမှုကင်းမဲ့တဲ့ဘလူးကြီးတစ်ကောင်လိုစော်ကစားသွားခဲ့ပြီး4-3ကစားကွက်ကိုခင်းကျင်းလာခဲ့ကတိုက်စစ်မှာဟယ်ရီကိန်းကိုမန်အိုလစ်မူလာတို့နဲ့တိုက်စစ်ကိုမြဲမြဲဆိုင်ပွဲထုတ်ခဲ့တာပဲဖြစ်ပါတယ်။ပွဲကရက်ကွက်အသင်းနဲ့လေဝင်းစင်အသင်းပွဲလိုခြေစွမ်းကကွာဟနေခဲ့ပြီးတော့အော့ကလန်စီးတီးအသင်းရဲ့ဂိုးသမားဘော်ထန်ကောင်းလို့သာဒီထက်ဂိုးပြတ်ခဲ့တာဖြစ်ပြီးမဟုတ်ရင်တော့ဂိုးတတာစင်ကျော်လောက်ပေးရမယ့်ခြေစွမ်းမျိုးပါ။ဒီပွဲမှာထူးခြားတဲ့အချက်ကတော့ထောင်တိုက်စင်မှုဖြစ်တဲ့ဟယ်ရီကိန်းဟာဒီလိုဂိုးပြတ်တဲ့ပွဲစဉ်မှာတော့ဂိုးပါဝင်ပတ်သက်မှုတစ်ချိန်မှရှိနေတာပဲဖြစ်ပါတယ်။ဟယ်ရီကိန်းအနေနဲ့ဒီပွဲစဉ်မှာဂိုးပါဝင်ပတ်သက်မှုလုံးဝမရှိခဲ့တဲ့အပြင်ပွဲစဉ်62မိနစ်မှာတင်အရန်ခုန်ပို့ခံခဲ့ရတာဖြစ်ပါတယ်။ဘိုင်ယန်မြူနစ်အသင်းရဲ့အနာဂတ်အသက်သွေးကြောလို့ပြောရမယ့်မူစီယလာကတော့အသက်အရွယ်နဲ့မလိုက်အောင်ကောင်းမွန်တဲ့ဆိုကြောင်းကမ္ဘာအဆင့်ခြေစွမ်းနဲ့အတူထပ်မံသက်သေပြနိုင်ခဲ့ပြန်ပါပြီ။ဒီပွဲစဉ်မှာလူဆောင်ဝင်ကစားမဖြစ်တဲ့မူစီယလာဟာဆိုရင်ပွဲစားချိန်68မိနစ်မှာတကူ83မိနစ်မှာပယ်နယ်တီတကူနဲ့ပွဲစားချိန်84မိနစ်မှာတကူသွင်းယူကဟက်ထရစ်နဲ့အတူဒီပွဲရဲ့အကောင်းဆုံးစားမဆုကိုပါတခါတည်းစုခုရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးဒီပွဲလုံးရဲ့အသက်သွေးကြောဖြစ်တဲ့မူစီယလာအနေနဲ့ကမ္ဘာထိပ်တန်းအဆင့်ခြေစွမ်းကိုဘယ်လောက်ကြာကြာထပ်မံထိန်းသိမ်းသွားနိုင်အောင်မလဲဆိုတာဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။